အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Burmese Food Healthy Knowledge Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ကျမတို့နေ့စဉ်ဘဝမှာလူအများစုကြိုက်နေတတ်တဲ့ coffee အကြောင်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးမစတင်ခင်မှာဒီလိုမျိုးဘူးတုဒဗီဒီယိုလေးတွေကိုအမြဲမပြတ်ကြည့်ရှုချင်တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ပြီးဘေးက notification ခေါင်းလောင်းလေးကိုနှိပ်ခက်ပေးကြပါဦးနော်ကျမတို့နေ့စဉ်ဘဝမှာလူအများစုဟာ coffee ကိုကြိုက်နေတတ်ကြပါတယ်မနက်စာမှာမပါမဖြစ်အနေနဲ့တောက်သုံးကြသူများလည်းရှိပါတယ်တချို့ဆိုရင်နေ့စဉ် coffee ကိုမတောက်ရမနေနိုင်ကြသူများလည်းရှိပါတယ်coffee ကိုကြိုက်လို့တောက်ကြပေမဲ့လူတော်တော်များများက coffee ရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုမသိကြပါဘူး coffee ဟာကျန်းမာရေးအတွက်အလွန်အကျိုးရှိပါတယ်ဒါပေမဲ့ ready made coffee မထုတ်တွေတောက်ခြင်းကတော့လူအတွက်ကျန်းမာရေးအထောက်အကူမပြုတဲ့အပြင်အန္တရာယ်တောင်ဖြစ်စေနိုင်ပါတယ်တဘာဝ coffee စစ် black coffee ကသာကျန်းမာရေးအတွက်အထောက်အကူပြုနိုင်တာပဲဖြစ်ပါတယ် black coffee ဆိုတာတကြား နို့ခရီမာများနဲ့တခြားအရသာတွေမထည့်ထားတဲ့ coffee စစ်ကိုကြိတ်ထားတဲ့တန့်စင်တဲ့ coffee စစ်ကိုဆိုလိုတာပါ black coffee ဟာ coffee စစ်ရဲ့မူလအရသာနဲ့အာနိသင်ကိုအပြည့်အဝရရှိစေပါတယ် black coffee ကအရသာထူးခဲ့သလိုကျန်းမာရေးအတွက်လည်းအကျိုးကျေးဇူးများစွာရှိပါတယ်ပုံမှန်အားဖြင့် black coffee တစ်ခွက်မှာပါဝင်တဲ့အာဟာရတန်ဖိုးဟာဆိုရင်အဆီ24ရာခိုင်နှုန်းကိုလက်စထရော3ရာခိုင်နှုန်းဆိုဒီယမ်3ရာခိုင်နှုန်းကာဘိုဟိုက်ဒရိတ်40ရာခိုင်နှုန်းတကြားဓာတ်25ရာခိုင်နှုန်းနဲ့ပိုတက်ဆီယမ်4ရာခိုင်နှုန်းပါဝင်ပါတယ် black coffee ကကယ်လိုရီအဆီနဲ့ကိုလက်စထရောမပါဝင်ပဲပိုတက်ဆီယမ်ပမာဏနည်းပါတဲ့အပြင်အာဟာရတန်ဖိုးအလွန်နည်းပါတာကြောင့်ကျန်းမာရေးကိုမထိခိုက်စေပဲပုံမှန်အချိုရည်ကိုရှာဖွေနေသူတွေအတွက်တင့်တော်တဲ့အချိုရည်တစ်မျိုးပဲဖြစ်ပါတယ် black coffee ဟာကိုယ်အလေးချိန်ချော့ချရေးခရီးစဉ်တွေမှာဆိုရင်လည်းအရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ် black coffee ဟာလူရဲ့ခန္ဓာကိုယ်အတွင်းရှိ glucose ထုတ်လုပ်မှုကိုနှေးကွေးစေတဲ့အပြင် chlorogenic acid ပါဝင်တာကြောင့်အစာစားပြီးတဲ့နောက် black coffee တောက်ပါက glucose နဲ့အဆီဆဲများနည်းပါးသွားစေနိုင်ပါတယ်ကဖိန်းဓာတ်များတာကြောင့်ဇီဝဖြစ်စဉ်ကိုလှုပ်ဆော်ပေးပြီးစွမ်းအင်အဆင့်ကိုတိုးမြင့်စေပါတယ် black coffee ပုံမှန်တောက်သုံးခြင်းကနှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပြီးတော့မှတ်ဉာဏ်ကိုလည်းတိုးတက်စေသလိုအသက်အတွက်လည်းအလွန်အကျိုးပြုပါတယ်ဝမ်းပိုက်ကိုတန်ရှင်းအောင်ကူညီပေးပြီးတော့ကင်ဆာဖြစ်နိုင်ခြေကိုလည်းတားဆီးကာကွယ်ပေးပါတယ်စီးကျိုဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးပြီးတော့စိတ်ကြယောဂကိုလည်းတိုက်ချက်ပေးပါတယ်စိတ်ကိုလန်းဆန်းပျော်ရွှင်စေပါတယ်ကော်ဖီတောက်ဖို့အကောင်းဆုံးအချိန်တွေကတော့နနက်9နာရီခွဲကနေနေ့လယ်17နာရီခွဲအချိန်တွေဟာအသင့်တော်ဆုံးအချိန်တွေပါကော်ဖီကကျန်းမာရေးအတွက်အကျိုးပြုတယ်ဆိုပေမဲ့တန်ဆေးလွန်ပေးဆိုသလိုတစ်နေ့ကိုခွက်ရည်အများကြီးတောက်သုံးတာတွေကိုတော့မလုပ်သင့်ပါဘူးရှင်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုသဘောကျနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ရက်တွေမှာလည်းဘလို့အကြောင်းအရာလေးတွေတင်ဆက်ပေးမလဲဆိုတာကိုဘေးကနိုဒီခေါင်းလောင်းလေးနှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦးရှင်ကြည့်ရှုနားဆင်ကြသူတို့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်